ကျွန်တော်ရမ်းမြည်ဘူးကျွန်တော်ရာငါခု Hello everyone, welcome back to my channel. ကျွန်တော်ကတော့ Dorian H ပါအခုဗီဒီယိုမှာတော့ကျွန်တော်ရမ်းမြည်ဘူးခြင်းတဲ့အရာ၅ခုကိုပြောပြသွားမှာပါလူတိုင်းမှာမမြည်ဘူးသေးပေမဲ့မြည်ခြင်းတဲ့အရာတွေရှိနေတတ်ပါတယ်ကျွန်တော်တက်ဒီအရာ၅ခုကတော့ကျွန်တော်ရဲ့ရည်ရွယ်ချက်ပန်းနိုင်လို့ပဲအရန်ကိုပဲတန်ဖိုးရှိပါတယ်ကျွန်တော်အရန်ကိုမြည်ခြင်းနေခဲ့တာပါဆိုတော့ကျွန်တော်မြည်ဘူးခြင်းတဲ့ပထမဆုံးအရာကတော့နှင်းနေပဲဖြစ်ပါတယ်ကျွန်တော်ငယ်ငယ်လေးကတည်းကကိုရီးယားကားတွေအဲ့လိုရုရှားစစ်ကားတွေအဲ့လိုဇာတ်ကားတွေမှာနှင်းကြတာတွေကိုမြင်ခဲ့ရတယ်ပေါ့နော်အဲ့ဒီကတည်းကကျွန်တော်နှင်းတွေကိုအပြင်မှာထီဘူးကင်ဘူးပြီးတော့နှင်းနေနဲ့ဆော့ဘူးခြင်းခဲ့တာငယ်ငယ်လေးကတည်းကပေါ့နော်ဆွစ်ဇာလန်တို့ရုရှားတို့ဖင်လန်တို့စတဲ့နိုင်ငံတွေအဲ့လိုနှင်းကြတဲ့နိုင်ငံတွေမှာကျောင်းကိစ္စနဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးခီးသွားတာပဲဖြစ်အဲ့လိုမျိုးသွားကျင်တာတော့ကျွန်တော်ရဲ့ဆန္ဒပါနံပါတ်2ကတော့ကျွန်တော်ပင်လယ်ပဲဖြစ်ပါတယ်ကျွန်တော်အခုချိန်ထိပင်လယ်ကိုတစ်ခါမှမမြင်ဘူးပေါ့နော်အဓိကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကမ်းခြေတွေကိုရှောက်ပြီးတော့လဲကျင်တာအဲ့လိုမျိုးကမ်းခြေတွေသူများတွေနေလိုမျိုးပေါ့အပန်းဖြေတာလို့ပါတော့ခီးသွားကျင်တာပေါ့မိသားစုနဲ့အတူတူလည်းသွားကျင်တယ်ပေါ့နော်ဒါလည်းကျွန်တော်ရမ်းမြင်မှုကျင်တာပေါ့ပင်လယ်ကမ်းခြေရဲ့လာဘကိုခံစားကျင်တာနောက်တစ်ခုကတော့နည်းနည်းထူးဆန်းနေဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လာဘပေါ့နော်ချော်ရည်တွေမီးတောင်ကချော်ရည်တွေကိုအပြင်မှာမြင်ဘူးကျင်တာအဲ့မူကဘယ်လိုဝင်သွားလဲဆိုတော့ကျွန်တော်ကဂျပန်မူဗီပေါ့နော် One Piece အဲ့ animation ကားကိုကြည့်တဲ့အချိန်မှာအဲ့ထဲမှာသူက Admiral အခိုင်နုသိလာတော့မသိဘူးခင်ဗျာအဲ့ Admiral အခိုင်နုရဲ့သူ့ရဲ့ဒီဘက် fruit power ကသူကအဲ့လိုမျိုးမီးတောင်နဲ့သူလက်သီးတွေပေါ့အဲ့ဒါစပြီးအဲ့ဟိုချော်ရည်ကိုမြင်ဘူးကျင်သွားတာအရန်ဟိုအပြင်မှာသူအဲ့လိုမျိုးတည်ရမလားအနီးကပ်လိုမြင်ဘူးကျင်တာပေါ့အနေရတော့များတယ်ဒါပေမဲ့ကြော်ရီမန်းချက်ပန်းနိုင်ပေါ့နော်နံပါတ်4ကတော့လေမြန်ပေါ်ကနေမြင်ရတဲ့ view ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကလေမြန်မစီးဘူးတာလည်းပါတယ်အဲ့တော့လေမြန်စီးဘူးခြင်းတယ်ပြီးကြတော့ဘဝမှာတစ်ခါပဲဖြစ်ဖြစ်ပေါ့နော်လူဖြစ်တုံးလေးကိုကဘာကြီးကိုပြောမှဆိုအပေါ်စီးကနေပြီးတော့မြင်ဘူးခြင်းတယ်ပေါ့အဓိကတော့လေမြန်စီးဘူးခြင်းတာပါဘလို့ရတာလည်းမသိဘူးလေပေါ်မှာပြန်နေတဲ့ခန္ဓာချက်ပေါ့လေမြန်ရဲ့ဗီဒီယိုပေါက်ကနေပြီးတော့ကြည့်ရတဲ့ view ကိုကျွန်တော်အရင်မြင်ဘူးခြင်းတာပါ The last one is really impossible နောက်တစ်ခုကတော့ဘလို့မဟုတ်ဗျာမဖြစ်နိုင်ဘူးကအလုံးဝ80%ဒါမှမဟုတ်90%တော့များတယ်ဗျာမဖြစ်နိုင်ဘူးများတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်မြင်နေတဲ့ຢာကဒီလိုမျိုးခါပို့ပေမဲ့သူတကယ်တော့မဟုတ်ဗျာနောက်ဆုံးတစ်ခုကဘယ်လောက်ထိမဖြစ်နိုင်လဲဆိုရင်ကျွန်တော်မြင်နေတာဗျာအာကာသဆိုတာဇာကားတွေကလိုဂျိုရူးတွေပေါ်မှာအဲ့လိုလှုပ်တာတပါဥမာလားကဘာပေါ်ကိုသွားကျင်တာတပါတော့အဲ့လိုမျိုးအာကာသကိုမြင်မှုကျင်တာကဘာကြီးပြင်ကိုတခြားဂျိုတွေလည်းမြင်မှုကျင်တယ်အဲ့ဥက္ကာခဲတို့ပါတော့အဲ့ဒါတွေကိုမြင်မှုကျင်တယ်ဗျာအီလိုမတ်နဲ့အမျိုးတော်မယ်ဆိုရင်တော့ကျွန်တော်တက်ခွင့်ရကြမှာရမှာဗျာအဲ့တော့နောက်ဆုံးတစ်ခုကလုံးဝမဖြစ်နိုင်ဘူးခုကျွန်တော်ပြောပြတဲ့၅ခုထဲမှာမိတ်ဆွေမြင်ကျင်တဲ့ຢာနဲ့တိုက်ဆိုင်နေရရှိကျွန်တော်ပြောပြလို့ရပါတယ်စုံဒီကြည့်ပေးတာအားလုံးကိုကျေးဇူးတင်ပါတယ်